ဝေးခဲ့ကြရပြီမခင်တပင်ငယ်ငယ်ကရမ်းလို့ချင်နေတဲ့ကြောင်မှုတစ်စိတ်ကြက်ပေါင်ခဏလေးကိုအိမ်ကဝင်မပြီးခဲ့တော့မှထက်ကျွန်တော်တို့မတိလိုက်မတိပါတာတယူယူဝေးခဲ့ကြတာကပိုပြီးနာကျင်ရပါတယ်ဆက်သွေးဂျိုလူစနစ်တွေကောင်းမွန်နေပေမဲ့အတန်လေးတော့ကြောက်ွက်မရခြင်းကလည်းဝိနာကဏ္ဍအစရှိသဖြင့်မဟုတ်ပါလားလူသားကိုဘယ်ကြောင်းထဲမှာလွှမ်းရခြင်းမရှိအောင်ဖန်ဆင်းတော်မမူခဲ့သူစီမှာမခင်တပင်ရဲ့နေ့တစ်တွေကောင်းမြတ်ခြင်းတွေပြည့်စုံနေလို့ဆုဖို့တောင်းခံရပါပဲ just တခြင်းနေတစ်ပုတ်ပဲဖြစ်ဖြစ်ကော်ဖီပူပူတစ်ခွက်ပဲဖြစ်ဖြစ်မရရင်နေပါရရင်နာမှာအရင်ဆုံးထွေးထွေးနေတာရချင်တာမခင်တပင်ကျွန်တော်တို့ဝေးနေကြရတာပဲပူကောင်းတယ်လို့မခင်တပင်မထင်မြင်မိပါစေနဲ့စံစာလေးမှစပြီးခြေပြားလေးထိကျမ်းပါပါစေစပယ်ပန်းတွေဖြူပွေးဆူလက်နေတဲ့နေ့မှာကျွန်တော်တို့ပြန်ဆောင်တွေ့နိုင်ဖို့ညှို့နှင်းရတာပါပဲမခင်တပင်ရဲ့ဟိန်းတော်21ရက်အောက်တိုဘာ2023